UFC 331တဲ့သတင်းစာရှင်းလင်းပွဲမှာဆိုရင်ဒါဂျော်ရှူဗန်နဲ့ပန်နိုဂျာနဲ့ဆိုရင်ဒါတော်တော်လေး high မဲ့ပွဲဖြစ်မဲ့လို့ကျွန်တော်အနေနဲ့တော့မြင်တယ်။ဘာလို့လဲဆိုရင်ဒါဂျော်ရှူဗန်ကလည်းပန်နိုဂျာကိုဒါပြောရင်မခံရအောင်လို့မို့ဒါပြောတဲ့စကားတွေဆိုရင်လည်းတော်တော်လေး mic တယ်လို့ပြောလို့ရပါ။ပန်နိုဂျာအနေနဲ့လည်းတော်တော်လေးကိုဒေါသထွက်ပြီးဒီပွဲဆိုရင်လုံးဝ share fight ကြမဲ့ပွဲလို့ကျွန်တော်အနေနဲ့တော့မြင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Sport Game မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါဒီနေ့မနက်မှာဆိုရင်ဒါသတင်းစာရှင်းလင်းပွဲလုပ်သွားဆိုလဲဒါတော်တော်များများကြည့်ပြီးလောက်ပြီအဲ့ဘက်မှာဆိုရင်ကျွန်တော်တို့ဒီဂျော်ရှူဗန်အနေနဲ့ဆိုရင်လည်းဒါတော်တော်လေး confidence ရှိနေတာကိုကျွန်တော်အနေနဲ့တော့တော်တော်လေးသဘောကျတယ်သူက respect မရှိတဲ့အတွက်ဂျော်ရှူဗန်လည်း respect မရှိတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဘာမှလည်းဒါပန်ရိုဂျာပေါ်မှာသွားပြီး respect ထားနေကြမလို့ခုလိုဒါပြောရင်ခက်ပြက်ပြောတာတွေဒီမှာခုလိုပြန်ပြီးတော့သူ့ respect မရှိတဲ့အတွက်သူကလည်းဒါပြောရင်လေးစားမရှိဘဲနဲ့ဒါစကားလုံးစစ်ထိုးတာတွေဆိုရင်လည်းတော်တော်လေးကောင်းတယ်ကျွန်တော်နေတော့အားပေးတယ်။ဒါဆိုဒီလို fighter မျိုးဆိုရင်ဒါဂျော်ရှူဗန်လောက်တဲ့ပုံစံမျိုးဆိုရင်ကျွန်တော်တို့ဒါသိမမြင်ဘူးပေါ့နော်။ဘာလို့ဒီ one championship မှာဆိုရင်ဒီကိုအောင်လာအဆန်လို့ဆိုရင်ဒါ respect ရှိနေတယောက်နဲ့တယောက်ပြောနေကြတာများဒီလိုအခြေတင်နေမဖြစ်ဘူးပေါ့နော်။ UFC ကဒါတခုမိုက်တာအဲ့လို performance တွေရှိတာကိုတော့ကျွန်တော်နေတော့ဒါတော်တော်လေးကိုသဘောကျတယ်။ဘာလို့လဲဆိုရင်ဒါ performance လည်းဖြစ်တယ်ဗျ။ပရိသတ်တွေဆိုရင်လည်းဒါဖြောပြမှုဖြစ်တယ်ပြောရင်တော်တော်လေးလည်းဒါ high man ပွဲဆိုတာဒါပို့ပြီးတော့ဒါတိတာစေတယ်ပေါ့နော်အားကြောင့်မို့ဒီနောက်ဒီ body နေထားကိုကျွန်တော်နေကြီးလိုက်မယ်ဆိုရင်ဒီဂျော်ရှူဗန်ရဲ့ body ကဆိုရင်ဒါအရန်တဲ့ဆိုရင်ဒါတော်တော်လေးတောင့်လာတာကိုတွေ့ရတယ်ပေါ့နော်သူ့အနေနဲ့အားပိုင်းမှာတော်တော်လေးတန်မဲ့သဘောမှာရှိတယ်တော်တော်လေးလည်းသူဒါပြောရင် train ထားတဲ့သဘောမှာရှိပါတယ်တော်တော်လေးလည်းဒါခွန်အားပိုင်းမှာလည်းဒါရှင်လုံးရမယ်ပွဲလည်းဖြစ်မဲ့ဆိုတော့လေဒါတော်တော်လေးလည်းတိတာနေပေါ့နော်ပန်နိုဂျာကတော့ရှင်သိထိုးတာတော့တင်မရှင်ထိုးမလားဒါတကယ်ဝင်လုံးမလားဆိုတော့ကျွန်တော်လည်းတော်တော်လေးကိုဒါပြောရင်ဘောနော်စိတ်လှုပ်ရှားမိတယ်ဘာလို့ဆိုတော့ဒါပြောလို့မရဘူးပန်နိုဂျာဒေါသထွက်ပြီးတော့တင်မရှင်လုံးတာထက်ရှင်ထိုးမယ်ကွာဆိုရှင်ထိုးလိုက်ရင်တော့ဒါတော်တော်လေးလှသွားပြီဂျော်ရှူဗန်လည်းထိုးရင်တော့အကြိုက်ပဲနော်လုံးကြရင်တော့ဒါဂျော်ရှူဗန်လည်းခုပြင်ဆင်ထားမှာပဲလေအဲ့ရလုံးကြရင်လည်းဒါတစ်မျိုးကြည့်ကောင်းမှာပဲဂျော်ရှူဗန်ဘယ်လောက်ထိတန်မာလာမလဲသိမလားသူရဲ့ train ထားတဲ့အရာပန်နိုဂျာရဲ့ဒါပြောရင်အောက်ခြေဆွဲပိုင်းနေမှာဆိုရင်ဒါဘယ်လောက်ထိသူ defend နိုင်မလဲပေါ့နော်ပန်နိုဂျာတကယ်လို့ခြေဆွဲလာခဲ့ရင်လေနောက်ကနေဒါပြောရင် back position ရတဲ့ခါတွေမှာဆိုရင်လည်းဂျော်ရှူဗန်ဘယ်လိုနေတုံးပြန်မလဲဒါတက်ဆူရာတိုင်ယာနဲ့ပွဲတော်လို့တော့မဟုတ်ဘူးဒါသေးကြတယ်ဘာလို့ဆိုရင်ဒါပန်နိုဂျာကလည်းလုံးဝညာမှာမဟုတ်သူ့ရဲ့ပညာကိုထုတ်ပြီးတော့သကုံလှော်မှာဒါပြောရင်ဂျော်ရှူဗန်အနေနဲ့ဆိုရင်လည်းဒါသူ့ရဲ့ပညာကိုထုတ်ပြီးတော့ဒါထိုးမှန်ပွဲပဲเนาะပြောရင်ဒါသူထိုးမှန်ဟောလုံးမှသူထိုးမှန်ပေါ့เนาะအဲ့လိုကြီးလည်းသွားတွေးလို့မရပါဘူးဂျော်ရှူဗန်ကတော့ဒါတော်တော်လေးပြင်ဆင်ထားမှာပဲအဲ့ကျတော့ကျွန်တော်နှင်တော့ဒီဘက်ထိုးမှတဲ့တကယ်ရှင်းလုံးမယ်လို့ထင်တာပဲဘာလို့ဆိုဂျော်ရှူဗန်လည်းသူ9နှစ်တာလေ့ကျင့်ခဲ့တဲ့ဒီ jiu-jitsu skill တွေပြောရရင်သိမလားဒီ submission တွေနဲ့ပေါ့เนาะအဲ့ဒါတွေဆိုရင်ဒါသူ့ရဲ့ဒါတိတ်တောင်း defense စွမ်းရည်ကိုအကုန်လုံးဒီဘက်မှာပြမယ်လို့သူပြောတယ်ပေါ့เนาะဒါချုပ်ပြီးတော့နိုင်ပြမယ်လို့ပြောပါတယ်အားကြောင့်မို့လို့ဒါပို့ပြီးတော့လဲ high လဲဖြစ်တယ်ပြောရရင်ဒီဂျော်ရှူဗန်ကိုတိုင်းဟိုဒီသူ့ရဲ့ဒီနဗန်စကေးကိုပြချင်နေတဲ့အတွက်ပို့ပြီးတော့ဒါကြည့်ကောင်းမယ်ပွဲလို့ကျွန်တော်နေနေမြင်ပါအပေါက်ကြီးရမှာဆိုရင်ဒါအောက်ကြီးတွေပေါ်ကြီးတွေမဟုတ်ဘူးတကယ်တမ်းသိမကွာဘူးပြ50-50ပဲထွက်ထားတာ0.8နဲ့0.9အဲ့လောက်ပဲအားကြောင့်သူပြောရရင်ဒဲလို့တောင်ပြောလို့ရတယ်ဗျဒီပွဲကလေအဲ့ဒါကြောင့်မို့ဒီပေါက်ကြီးရတော့ဒါတော်တော်လေးလဲမျှတယ်ပြောရရင်တော့ဗျာတော်တော်လေးကိုကြည့်ကောင်းမဲ့ပွဲဖြစ်မှာတော့အသေးချာပဲဖြစ်ပါအဲ့တော့ဒီလိုစကားစစ်ထိုးတဲ့နေရာတွေမှာဆိုရင်ဒါတော်တော်လေးဒါကြမ်းလွန်းသွားတယ်လို့ပြောရတယ်ဘာလို့လဲဆိုတော့အရင်တော့ဆိုရင်ဂျော်ရှူဗန်ကဒီလောက်မပြောဘူးဗျဒီလောက်လည်းအခြေတင်မဖြစ်ဘူးပြောရင်ဒါဘန်တို့ချာကိုရန်ဒေါသတွေအတင်းထွက်ပြနေတာဆိုတော့တကယ်လည်းဒါဟန်ဆောင်နေတာမဟုတ်ဘူးလို့ကျွန်တော်တို့မြင်ပါတယ်ပြောရင်အရှယ်သိမ့်ကြမယ်bouncing scale မှာဆိုရင်လည်းဒါပန်တို့ချာလည်းအတင်းနဲ့ဒါလက်သီးထိုးဆွမ်းရှိတဲ့အတွက်ကြည့်ရမှာပဲဂျော်ရှူဗန်ကလည်းဒါလက်သီးထိုးဆွမ်းမှာမြင်နေဒါပေမဲ့ပန်နိုဂျာကလည်းအသင်းနဲ့ scale ရှိတဲ့အတွက်ဒါရှင်ထိုးရမယ်ဆိုရင်လည်းကြည့်ကောင်းမယ်ပြောရင်တော့ဂျော်ရှူဗန်တောင်းရတာဗျရှုံးပေးမှာမဟုတ်ဗျတော်တော်လေးကိုဒီ back position ကနေပေါ့နော်ဒီ11ချုပ်ကိုတော်တော်လေးပိုင်နဲ့မိပြီးတော့သကုံချုပ်နိုင်မှာပဲရှုံးမှာဗျသူမလုံးနိုင်တော့မှာပဲရှုံးပေးမှာတောင်းဂျော်ရှူဗန်နေနဲ့ကတော့လုံးဝဟိုရှုံးပေးမှာမဟုတ်ဘူးတကယ်လို့ဒီမှာဂျော်တွေပါထီလို့မှောက်သွားခဲ့ရင်တော့မှတောင်းပြန်ထားမဲ့သဘောမှာရှိတယ်သကုံမျိုးအဲ့လိုပေါ့နော်သကုံသူ့ဘက်ကတော့ဒါပြောရင်တော်တော်ဒါတိတ်ခါပိုင်းရတော့ဂျော်ရှူဗန်လည်းလှော်မှာပဲအဲ့ကြပန်နိုဂျာအနေနဲ့ဆိုရင်လည်းသူ့ဘက်ကအလျှော်ပေးမှာမဟုတ်ဘူးအဲ့ကြတော့ပန်နိုဂျာအနေနဲ့ဆိုရင်လည်းဒါရှင်လုံးလာတဲ့ဒီမှာတကယ်လို့ထိုးမိလို့တကယ်လို့ပန်နိုဂျာအနေနဲ့ရှင်ထိုးကြမယ်ဟိဆိုရင်လည်းပန်နိုဂျာထိုးမှာပဲအဲ့ကြတော့ဒီဘက်ရန်ဖြစ်သလိုတော်တော်လေးဟိုသိမလားဟို
စိတ်လှုပ်ရှားစရာကောင်းမဲ့ပွဲလို့ကျွန်တော်အနေနဲ့မြင်ပါနောက်ရထူးခြားတာတစ်ခုကဒါပြောရင်ပန်ဒိုဂျာအနေနဲ့ဒီအရင်ဆိုရင်တော်တော်လေးဟိုဒါဟိုပြောရင်ဒီလက်ဖြစ်ပြီးခဲ့ရပါတော့အရင်တော့ဆို confidence တော့ရှိရပုံစံပေါ်တယ်ဒါပေမဲ့ဒီအချိန်မှာဆိုပန်ဒိုဂျာကဒါစိတ်ပဲတိုးနေတာပေါ့နော်သူ့ရဲ့အရင်တော့လို့ confidence နဲ့တည်ငြိမ်ပုံစံမျိုးသိမ့်မရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့ဒါကြောင့်မို့ဒီပွဲဆိုရင်ဒါဂျော်ရှီယာဗန်အတွက်စိတ်သက်ပိုင်းဆိုင်ရာအရာရော fresh ဖြစ်ပြီးတော့ဒါတော်တော်လေးမိုက်တဲ့ပွဲလို့မြင်ပါကျွန်တော်တို့ဒီဂျော်ရှီယာဗန်ကတော့လုံးဝအသာပဲဗျာကျွန်တော်အနေနဲ့ပြောရင်စိတ်သက်ပိုင်းရောဒီ train ထားတဲ့ရရောလူငယ်ကုန်းမာကုန်းရရောအဲ့မှာလူငယ်တက်လုံအရာရောအကုန်လုံးမာကုန်းလည်းတင်းနေရှိတယ်ဂျော်ရှီယာဗန်ဆိုတာထိုးလိုက်ပါကျွန်တော်မြင်မှုတွေတော်တော်ခံနိုင်ပါတယ်သူအနေနဲ့အားကြောင့်တော်တော်လေးလဲဒါဂျော်ရှီယာဗန်ကအားသာချက်တွေအများကြီးရှိတဲ့အတွက်ကျွန်တော်တို့အနေနဲ့လဲကြည့်ရတာတန်တယ်ဗျာဒီမှာဒီပွဲကတော့ကျွန်တော်ပြောရင်ဗျာ50-50လည်းဖြစ်တယ်တော်တော်လေးဟိုဒါပြောရင်ရေကုန်ရေကန်းဆောက်မဲ့ပွဲလို့ကျွန်တော်နေမြင်ပါအားဆိုရင်တော့ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တယ်ဒီနေ့မနက်မှာကျင်းပသွားခဲ့တဲ့ဒါသတင်းစာရှင်းလင်းပွဲအကြောင်းနဲ့သူတို့နှစ်ယောက်ရဲ့ဒါပုံစံအနေထားနဲ့ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကိုကျွန်တော်အနေနဲ့အချင်းချင်းလေးပဲကျွန်တော်ရင်ထဲရှိတဲ့အတိုင်းသုံးသပ်ပေးခဲ့တာဖြစ်ပါတယ်အားလုံးလည်းသဘောကျလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော် YouTube channel ဖြစ်တဲ့ Sport Game မြန်မာ channel ကိုလည်း like and subscribe လုပ်ရင်အားပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်